မင်္ဂလာပါမတို့ရေမင်္ဂလာပါရှင်တစ်ခေါက်မှာတော့မင်္ဂလာ7ကာလာကုံများထွက်တဲ့ချီဘူးကျိုးတို့ကိုမတို့တိတ်ကြိုက်တယ်ပခုံးပြောက်လှလေးချုပ်ပေးလိုက်ပြန်ပါပြီသူလေးကဆိုကိုမတို့ရဲ့ကနုတ်စင်လေးဖြစ်ပါတယ်ကိုမတို့ကဒီကနုတ်အဖြူခံစင်လေးမြင်တာနဲ့စပတ်သားလို့ထင်နေမယ်ဒါလေးကကိုမတို့7ကာလာကုံများထွက်တဲ့ချီဘူးကျိုးတို့အသားလေးဖြစ်ပါတယ်ကိုမတို့ကအနီးကပ်လေးပြပေးတာနော်ဒီမှာချီဘူးကျိုးတို့အသားလေးပါကိုမာရီရဲ့ဒီချုပ်ပုံလေးရဆိုရင်မင်းတို့ပေါ့နော်ချီဘူးကျိုးတို့ပခုံးပြောက်ဘာပခုံးပြောက်ကိုပဲဖြစ်မင်းတို့စက်ယုံတယုံနဲ့တုံးပါတယ်အခြားယုံတွေကထွက်တဲ့ပစ္စည်းဆိုရင်မင်းတို့မတုံးပါဘူးဘာလို့လဲဆိုတော့ကိုမာတို့ဒီချုပ်ကပေါ့နော်ပခုံးပြောက်နဲ့ပတ်သက်ရင်အမတန်စိတ်ချရတယ်လေဘင်းလေးကိုလည်းကိုမာတို့လိုပေါ့နော်ဝိုင်းဝိုင်းလေးကိုမှမပြဲဘူးပေါ့နော်လက်ကလေးရဆိုလည်းကိုမာတို့ဒီမှာလေလက်ပြားစည်းလေးနဲ့ပေါ့နော်ဒီဟာလေးကဘလောက်တောင်ချစ်စရာကောင်းလဲကိုမာတို့ရဲ့အခြားချုပ်ယုံတွေကထွက်တဲ့ပစ္စည်းဆိုလို့ရှိရင်မင်းကပေါ့နော်စိတ်မချလက်မချဖြစ်တယ်ဒါကြောင့်မလို့ရောင်းတဲ့အခါမှာလည်းမင်းကစိတ်မရဲဘူးကိုမာတို့လက်ထဲကိုလည်းမင်းမထည့်ပေးရဲဘူးပေါ့နော်ဒါပေမဲ့ဒီချုပ်ုံကထွက်တဲ့ပစ္စည်းရဆိုရင်ဒီချုပ်ုံတယုံနဲ့ကထွက်တဲ့ပခုံးမြောက်ကိုသာလေးမင်းရောင်းပါတယ်ကိုမရီရဲ့သူလေးကမင်းခု40စိုက်ဝတ်ထားတာပါ40စိုက်ဆိုရင်ပေါင်120 125လောက်ထိအေးဆေးဝတ်လို့ရပါတယ်ကာလာလိုင်းလေးတွေက6လိုင်းလာပါတယ်မင်းခုဝတ်ထားဆိုရင်ကြည်ပြာရောင်လေးဖြစ်ပါဒါကိုမတို့ထုတ်ပြတဲ့အယောင်လေးရဆိုရင်ကိုမတို့ဒါအစိမ်းရောင်လေးပါအစိမ်းလေးပါမယ်ဒီလိုမျိုးနေပြည်ပြလေးပါမယ်ဒါလေးကဆိုကိုမတို့အဝါကြောက်ကလေးပါမယ်ဒါလေးကတော့နီညိုလေးပါဒါလေးကတော့ကိုမတို့ခဲနက်ကလေးဖြစ်ပါတယ်ကာလာလိုင်းက6လိုင်းလာပါမယ်36ထဲရောင်မျိုးလက်ကားစေး9000ကျပ်ထဲနဲ့ရယူပိုင်ဆိုင်နေပါပြီ9000ဆိုတာကိုမတို့မွေးငါးတပွဲတောင်4500 9000ဖြစ်နေတဲ့အချိန်မှာဒီ9000ကျပ်ချီဖူကျိုးတို့ကိုပေါ့နော်9000ကျပ်ထဲနဲ့ချီဖူကျိုးတို့ရတယ်ဆိုတော့အမ်တန်လုံးနေပါပြီကိုမတို့ဟိုပေါ့နော်မင်းအထက်ရောင်းတဲ့ကာလာတက်တန်းရှောက်မှာဆိုလဲချီဖူကျိုးတို့ကို9000လဲဆိုတာဘယ်အနေအထားမျိုးကိုမှမရောင်းပေးဘူးခဲ့ပါဘူးဒီတစ်ခါမှကိုမတို့မင်းတို့ပေါ့နော်လှုပ်လို့ရတဲ့အနေအထားရောင်းလို့ရတဲ့အနေအထားဖြစ်လို့သာမင်း9000ကျပ်ထဲနဲ့ရောင်းချပေးရခြင်းဖြစ်ပါတယ်ဒါကြောင့်လို့ကိုမတို့ကပေါ့နော်9000ကျပ်ထဲရောင်းချတဲ့အခါကျတော့စပန်သားလို့ထင်မှာစိုးလို့ကိုဒီလိုမျိုးအနီးကပ်လေးပြပေးတာပါကိုမတို့ရဲ့ဒီလိုချုပ်သားကောင်းမွန်ပြီးတော့ဒီလိုချုပ်ပုံဟာဆိုလဲပေါ့နော်ပခုံးမြောက်မှန်လို့ရှင်ကိုမတို့တချို့ကမရဲကြဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုပေါ့နော်ဖားပါဇက်လေပင်ဖြစ်မှာစိုးတယ်ပေါ့လေပင်ပြည့်ပြည့်ဖြစ်မှာဆိုလုံးဝမပူပါနဲ့မင်းတို့ပေါ့နော်ပေါင်120တောင်မှဒီလိုကုန်းလို့ရှင်နော်လုံးဝကိုဟပြဲကြီးမဖြစ်သွားပါဘူးစစ်စစ်ရည်တွေနဲ့ဘလို့ဆွဲဟပြဲမဖြစ်ပါဘူးအကိုမတို့လည်းပေါ့နော်မင်းအယုံမလေးဝတ်ပြီးတော့မိတ်ဆက်ထားပြီးတဲ့အထည်ဖြစ်ပါတယ်ဒါပေမဲ့ပေါ့နော်မင်းဝတ်ပြတယ်ဆိုတာကိုမတို့ဒီလိုအနေထားအောင်မြင်လို့ရှိရင်မင်းတို့ပေါင်120ဝင်းကျင်ကဒီလို40ဆိုင်လေးဝတ်ပြထားတယ်ဒီလိုမျိုးအနေထားလေးဆိုလို့ရှိရင်ကိုမတို့ပေါ့နော်မှန်းစပြီးဝယ်နိုင်လို့ရအောင်လို့မင်းမိတ်ဆက်ပေးရခြင်းဖြစ်ပါတယ်40လေးနေလေး6လေးစိုက်လာပါတယ်ကာလာလောက်6လိုင်းမှာ36ထဲရောက်မျိုးလက်ကားစီ9000ကျပ်ထဲနဲ့အရယူပိုင်ဆိုင်နေမှာပြီနားကြောင်မမားပါဘူး9000ကျပ်ထဲပါရှင်ကျေးဇူးပါ